လွန်ခဲ့တဲ့နှစ်ပေါင်း9တန်းကစလို့လူသားမျိုးနွယ်ဟာကဘာမြေပေါ်မှာအုပ်စိုးလာခဲ့တာအခုဆိုရင်တော့နှစ်ပေါင်း1000ပြည့်လို့နတ်ဖျားများကောင်စီကိုပြန်လဲကျင်းပနေပါပြီဒီပွဲရဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းပါအဲ့ဒါကတော့လူသားတွေကိုနောက်ထပ်နှစ်1000တက်တန်းတိုးပေးမလားဒါမှမဟုတ်အမြင့်ပြတ်မျိုးတုံးပြစ်မလားဆိုတာပါပဲနတ်ဖျားတွေရဲ့အထွတ်အထိပ် Zeus ကကဘာမြေကြီးပျက်စီးလာတာတရိษံဒီမျိုးတုံးကုန်တာနဲ့လူသားတွေရဲ့အဆုံးမရှိတဲ့စစ်မှတ်ဖြစ်ပွားမှုတွေကိုအကြောင်းပြပြီးလူသားတွေဟာကဘာမြေအတွက်ကန်ဆာဆဲလ်တွေပဲလို့သတ်မှတ်လိုက်ပါတယ်။အိန္ဒိယရဲ့ဖျက်ဆီးခြင်းနတ်ဖျားရှီဗာနဲ့အလနတ်ဖျားမအဖရိုဒိုက်တို့ကလည်းလူသားတွေကိုကယ်တင်ဖို့မထိုက်တန်တော့ဘူးလို့ထောက်ခံကြပြီးနတ်ဖျားအားလုံးကတဏီတညွတ်ထဲလူသားမျိုးနွယ်ကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နတ်ဖျားတွေရဲ့စီရင်ချက်ကိုဘယ်သူမှမကန့်ကွက်ရဲကြပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနတ်ဖျားနဲ့လူသားကြားပေါင်းကူးတရားဖြစ်တဲ့ Valkyrie 73ဖော်တဲ့ကအကြီးဆုံး Brunhilde ကကြားဖြတ်ဟန်တားလိုက်ပါတယ်။သူကနတ်ဖျားတွေကလူသားတွေကိုတိုက်ရိုက်ရင်ဆိုင်ဖို့ကြောက်နေတာလားဆိုပြီးပြောင်းတင်းတင်းစိန်ခေါ်လိုက်တာပါ။ဒီစကားကနတ်ဖျားတွေရဲ့မာနကိုမီးဟုံးတောက်စေခဲ့ပါတယ်။ဒါကြောင့် Zeus ကနတ်ဖျားဥပဒေထဲမှာရှိပေမဲ့တခါမှအသုံးမပြုခဲ့ဘူးတဲ့ Ragnarok ပွဲတော်ကိုကျင်းပဖို့သဘောတူလိုက်ပါတယ်။ဒါဟာနတ်ဖျား73ပါးနဲ့လူသား73ယောက်တို့ရဲ့တဦးချင်းစီရင်ပြန်ရမယ်တီးကြီးပွဲကြီးပါ။ခုနှစ်ပွဲအရင်နိုင်တဲ့ဘက်ကအနိုင်ရမှာဖြစ်ပြီးလူသားတွေရှုံးရင်တော့ချက်ချင်းမျိုးတုံးမှာဖြစ်ပါတယ်။ Queen အလယ်မှာနတ်ဗျားတွေရဲ့ဝေဖန်ရေးဆရာ Heimdall ကပထမဆုံးပွဲစဉ်ကိုကြီးညာပါတယ်။နတ်ဗျားဘက်ကထွက်လာတာကတော့တလောကလုံးမှာအင်အားအကြီးဆုံးလို့သတ်မှတ်ထားတဲ့ Scandinavia ရဲ့မိုးကြိုးနတ်မင်းThorပါ။သူကအေယာမတူကြီးမျော်နှိကိုကင်ဆောင်ထားပြီးကွင်းထဲကိုရောက်လာတာနဲ့တင်ဖိအားတွေကလွှမ်းမိုးသွားပါတယ်။ဒါကိုတုံ့ပြန်ဖို့လူသားတွေဘက်ကထွက်လာတာကတော့တရုတ်ပြည်ရဲ့တမိုင်းဝင်စစ်တုပ်ရဲကောင်အနီရောင်မြင့်ကြီးကိုစီးနှင်းပြီးအစွမ်းအထက်ဆုံးလူသားလို့အမိတွင်မဲ့လူဘူးလျူပုပါ။သူကသူ့ရဲ့နာမည်ကျော်လှန်ရှိကြီးကိုကင်ပြီးထောရဲ့ရှိမှမကြောက်မရွံ့ရက်တီပြခဲ့ပါတယ်။ပွဲစားတာနဲ့ထောနဲ့လူဘူးတို့ဟာအကအကွယ်ဒီမတုံ့ပဲတယောက်နဲ့တယောက်ပြန့်ရိုက်ပုတ်ဝင်ကြပါတယ်။ထောကသူ့ရဲ့မိုးကြိုးအားတွေပါတယ်တူကြီးနဲ့ရိုက်ချလိုက်ပေမဲ့လူဘူးကအလွယ်တကူရှောင်တိန်နိုင်ုံတွေမကပဲထောရဲ့ရင်ဘတ်ကိုသူ့လှန်နဲ့တွေးထွက်အောင်ကန်ရပေးလိုက်ပါတယ်။ဒါဟာနတ်ဗျားတွေအတွက်တော့ငလျင်လှုပ်တယ်လို့ပါပဲ။နတ်ဗျားတစ်ပါးကိုလူသားကဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုတာသူတို့အတွက်အင်မဆိုးပါပဲ။အခုတော့ထောလေအလီအနက်ထားပြီးပြန်တိုက်ဖို့ပြင်ဆင်လာပါပြီ။သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကကမ္ဘာမြေကိုဘလို့တုံခါသွားစီမလဲ။လူသားတွေရဲ့ကံကြမ္မာကရောဘလို့ဖြစ်လာမလဲ။ဒီတိုက်ပွဲရဲ့အကျိတ်အနယ်ရှိလာတဲ့အပိုင်းတွေကိုတော့နောက်ထပ် episode တွေမှာဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။